ပြောရအောင်မယ်ငယ်ငယ်ကလေးဘဝတုန်းကလေအဲ့လိုမျိုးကြုံဘူးကြမယ်ကွာကျောင်းမှာပေါ့နော်အများစုကျောင်းတက်နေတဲ့အချိန်ဘယ်လိုလဲဆိုတော့အဲ့လိုပေါ့တငယ်ချင်းတွေ main ကလေးတွေဆိုတော့အပေါင်းအသင်းတွေအဲ့လိုမျိုးတွေစုပြီးတော့လေ group line မုတ်တူတူစုစားတာတို့ဘာလို့ရှိရဲကွာအမူလာတန်းပဲဖြစ်အောင်တော့3တန်း4တန်းပေါ့ကိုဆိုမှတ်မိသေးတယ်အဲ့လိုအချိန် maybe 3တန်း4တန်းဆိုတဲ့အရွယ်ကအပေါင်းအသင်းလဲမှတ်စော်တက်နေပြီပေါ့နော်တော်တော်ကြီးလဲအဲ့လိုတကယ်ချင်းနေပါလေဆိုကွာအပေါင်းအသင်းမင်းနယ်ထဲမှာပါတယ်အဲ့ဆိုအခုတောင်က TikTok ဗီဒီယိုလေးတစ်ခုကြည့်မိလိုက်တယ်ကြည့်မိလိုက်တော့ तू ကအဆောင်နေတဲ့ကောင်မလေးတွေကိုအဲ့ဒီကောင်မလေးသူတယောက်တည်းကိုပဲအဲ့လို without reason any reason ဘာမှမရှိဘဲနဲ့ကိုသူတယောက်တည်းကိုကျင်ထားပြီးသူစကားပြောရင်တစ်မျိုးသူများဆိုရင်တစ်မျိုး group chat ထဲမှာလောက်တာတော့ဒါကကြတော့ဒီ technology တွေမြင့်လာတဲ့နောက်ပိုင်းမှာကြာဖုန်းနဲ့ group chat တွေမှာသူ့ကိုအဖမ်းမလုပ်တာသူ့ပေါ်မှာ respect မရှိပဲလောက်တာအဲ့လိုပုံစံမျိုးလေးဗီဒီယိုတစ်ခုကြည့်လိုက်ရတယ်ပေါ့နော်အဲ့မှာဘာတွေးမိလဲဆိုတော့အဲ့လိုမျိုးတွေကရှိတယ်တေးကြီးလူငယ်လူကြီးလောက်ကြရပေါ့နော်လောက်ကြရဆိုခလေးတုံးကလည်းအဲ့ဒါကိုကြုံမှုရယ်ကွာဘလို့ကြုံမှုလဲဆိုတော့ကြတော့ကိုရီးယားအဲ့လိုပေါင်းတယ်ပေါ့နော်ကိုရီးယားကျတူထိုင်နေရှင်းနောက်ထိုင်နေကိုရီးယားကျငငယ်တုံးကကျအရက်ကစညာအခုကတော့9ပေလေးပေါ့နော်ဒါပေမဲ့ငငယ်တုံးကကျတော့ကွာအဲ့လိုမျိုးရွာတူတွေနဲ့ရှင်လာရင်ကွာအရက်ရှည်တယ်ဆိုပြီးတော့အတန်းထဲမှာဆိုရင်အနောက်တန်းတွေမှာထိုင်ရတယ်ပေါ့နော်အဲ့လိုမျိုးအရက်ရှည်တဲ့သူတွေအနောက်မှာထားတာပေါ့ဆိုကိုကအနောက်မှာထိုင်ရတော့ကြတော့ကိုကကြတော့ပေါင်းတင်းနေမှတ်တာကွာတခုဆိုအဲ့လိုဖွဲ့ပြီးတော့ခေါင်းချင်းဆိုင်ပြီးပြောရဲဆိုတဲ့အချင်းမောင်းတွေတူတူစားရတယ်မုတ်တွေတူတူစားရတယ်အဲ့လိုမျိုးလေးတွေပေါ့နော် activity ရှိရဲဆိုတော့ဒါ3တန်း4တန်းအရွယ်လောက်မှာကိုကကြတငယ်ချင်းတွေကိုပေါင်းချင်တာတငယ်ချင်းတွေကကိုကိုမခေါ်လို့ရှိရင်ကိုကစိတ်ထဲမှာငါဘာမှားလဲလို့ပဲတွေးမိရကွာတိလားအဲ့လိုမျိုးပေါ့အမှန်တိုင်းပြောရရင်ကျမကအရင်တော့တော်တော်ကြီးကိုအဲ့လိုမျိုးပျော်ညံခဲ့ဘူးတယ်ပေါ့နော်အဲ့သူတွေပေါ့နော်သူတို့တွေကကိုကိုဖယ်ပြီးသူတို့တွေပဲစကားပြောပါပြောငငယ်တော့ဆိုရင်လေခေါ်မလားမခေါ်ဘူးလားလက်ကလေးကိုဒီလိုလုပ်ပြီးနှိပ်ပြီးတော့အဲ့လိုမျိုးအကျင့်လေးနဲ့လောက်ကြရပေါ့နော်ကိုခိုင်တဲ့သူတို့ကကိုစကားမပြောရင်ကိုဘာမှားနေလဲပေါ့နော်အဲ့လိုမျိုးဟဲ့နင်တို့ငါ့ကိုမခေါ်ဘူးလားဆိုအဲ့လိုမျိုးလေးတောက်လုပ်ခဲ့တဲ့အခောက်တွေလည်းရှိခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ပြောပြတာဒါကအခုချိန်မှာတော့နေဘူးကွာဒါပေမဲ့အဲ့တော့ကဝမ်းနေခဲ့ဘူးတယ်အိမ်ကိုလည်းပြန်မပြောဘူးပေါ့နော်ဒါအမှန်တိုင်းပြောရလို့ရှိရင်ကျောင်းတွင်းမှာခံစားရတဲ့စိတ်ဒဏ်ရာပဲသိလားအဲ့လိုဆိုတော့အဲ့မှာတည်သွားရတယ်ပေါ့နော်တော်တော်ကြာတဲ့အထိဒီလိုအထက်တန်းကျောင်းတွေမှာဆိုရင်အဲ့လိုလူတွေကိုကြုံခဲ့ဘူးတယ်အဲ့လိုလူတွေကလည်းလှုပ်တဲ့သူကလှုပ်ကိုလှုပ်တယ်ကိုယ့်ကိုမခေါ်ဘူးကိုကိုကြတော့အဲ့လိုလှုပ်ပြီးတော့သူကသူအဲ့လိုလှုပ်ကြတာမျိုးပေါင်းကြတာမျိုးပေါ့အဲ့လိုပြောလို့ကိုကမယိုးမဖြောင်းနဲ့ရုံမာတဲ့သူမျိုးလုံးဝမဟုတ်ဘူးเนาะဒီလိုမျိုးတောင်အခုလိုမျိုးတောင် active ဖြစ်ပြီးတော့အရန်စွာတဲ့ပုံစံမျိုးတောင်မဟုတ်အခုကတော့စွာတယ်လို့ပြောကြရပါတော့เนาะစွာလဲဒါကလည်းသူ့ဘာသူ live update တွေ experience တွေကြောင့်သူ့အလိုလို response လုပ်လိုက်တာတွေပုံမှာလူတွေကသတ်မှတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တခါလေကြာလည်းငင်ခံနေတိုင်းလည်းမကောင်းဘူးတီးခံနေတိုင်းလည်းမကောင်းဆိုတာပြောချင်တာဒါပေမဲ့တခုတော့ရှိတယ်ကိုကအနေမှန်ဖို့လိုတယ်ကိုကအမြဲတမ်းစီးနေပေါင်နဲ့ ethic ရှိနေထိုင်တတ်ပြီးတော့ကိုကဘယ်သူမှအမှားမလုပ်ထားဘူးဆိုရင်ကိုကိုလာလုပ်တဲ့သူတွေအပေါ်မှာလည်း reflection နီးလန်းနဲ့ပဲသူတို့လာဆက်ဆံတဲ့အတိုင်းပဲ reflection ပေါ့နော်ဥပမာသူတို့အဖတ်မလုပ်ရင်ကိုကအဖတ်လုပ်စရာမလိုဘူးကွာဘာကိစ္စကြောင့်သူတို့အဖတ်လုပ်နေရမှာလဲကိုမိသားစုကိုမိဘကိုချစ်ရတဲ့သူလည်းမဟုတ်တဲ့အတွက်တစိမ့်နေရကိုပေါ်မှာဒီလိုမျိုးကြီးလာပြီးတော့စော်ကားနေတဲ့ပုံစံမျိုးလာကြောနေတဲ့ပုံစံမျိုးဆိုရင်ရောဘာကြောင့်သူတို့အောက်ကျခံပြီးပေါင်းနေမှာလဲဆိုတော့အတွေးတွေကတော့နောက်ပိုင်းကျတော့ရသွားတယ်ပေါ့နော်ဒီ high school မှာဆိုလို့ရှိရင်တော့ဒါတော်တော်ကြီးကိုဒါခံရခဲ့တဲ့အရာကြီးကတခုလိုပဲတွေးမိရ။ဘာမှမဟုတ်ပါဘူးခုနကတော့အဲ့လိုဗီဒီယိုအတိုလေးကြည့်မိလိုက်တဲ့အချိန်မှာကိုကိုကြတော့အဲ့လိုလုပ်ပြီးတော့ကိုကြမလို့ကိုမလို့ကိုလှုပ်ချင်လို့လှုပ်တာကွာ။ तू မလှုပ်ချင်တဲ့သူနဲ့ကြာလည်းမလှုပ်ဘူး။အဲ့လိုလူတွေဆိုတာလည်းရှိတယ်။အဲ့လိုလူတွေကဘာဖြစ်လို့လှုပ်တာလဲဆိုတာတော့မသိဘူး။သူတို့ရဲ့စိတ်အခြေခံကြောင့်လည်းဖြစ်တယ်လို့သူတို့ parent တွေမှာဘာတွေမှားနေလို့သူတို့ကလူတွေကိုအဲ့လိုလှုပ်တာလဲဆိုတာတော့မသိဘူး။ကလေးဘဝမှာတွေကအဲ့လိုလှုပ်တဲ့သူတွေကလည်းလှုပ်တတ်တဲ့အကျင့်ရှိတဲ့သူတွေကလည်းလှုပ်ကြရတယ်ပေါ့နော်။အသက်ကြီးလာတော့ကြာလည်းငယ်ချင်းအပေါင်းအသင်းတွေဘာတွေညာနေအဲ့လိုလုပ်တဲ့ဟာတွေလည်းသူ့အရွယ်နဲ့သူတွေလည်းရှိတယ် community တိုင်းမှာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုး case တွေကြုံရတယ်ဆိုလို့ရှိရင်တော့ဒါကဘာမှအရေးကြီးမနေဘူးကိုယ့်ဘဝအတွက်အရေးကြီးမနေဘူးခုနကပြောသလိုကိုမိဘကိုချစ်ရတဲ့သူနောက်ကို life partner ကိုအိမ်တောင်ဘက်ဒီလူတွေလည်းမဟုတ်ဘဲနဲ့ဒီလိုအရေးပါတဲ့သူတွေလည်းမဟုတ်ဘဲနဲ့ဘာကြောင့်ဒီလိုမျိုးလူတွေရဲ့ toxic ပေးမှုတွေကိုခံနေမှာလဲပေါ့နော်အဲ့လိုမျိုးတွေးတက်သွားပြီးရဲ့နောက်ပိုင်းမှာကျတော့ဒါကြီးကအားလောက်ထိအရေးပါတဲ့အရာတခုမဟုတ်တော့ဘူးပေါ့နော်အဲ့မဲ့ကလေးဘဝတုန်းကတော့တော်တော်လေးခံစားခဲ့ဘူးတယ်နောက်ပြီးကိုအဲ့လိုလုပ်ခဲ့တဲ့သူတွေကိုခုချိန်မှာသူတို့ဘာတွေလုပ်နေလဲသူတို့ဘယ်မှာရှိနေလဲဆိုတာကိုစိတ်လဲဝင်စားဘူးပေါ့နော်ဒါပေမဲ့ social media ခေတ်မှာတော့ပြန်တွေ့ရတယ်သူတို့ဘာတွေလုပ်နေလဲဆိုတာလည်းသိရတယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုမပတ်သက်တာတော့မပတ်သက်တော့ဘူးပေါ့နော်ဘလူးလူတွေဟို Facebook မှာတော့ friend မလုပ်ထားဘူးကွာအဲ့လိုမျိုးပေါ့နော်အဲ့လိုလူတွေနဲ့ဆိုလို့ရှိရင်ဆိုတော့အဲ့လိုလုပ်တတ်တဲ့သူတွေကတော့လုပ်မှာပဲဆိုတော့ကလေးတွေမှာအဲ့လိုမျိုးတွေကြုံရလို့ရှိရင်ကဘယ်လို response လုပ်မလဲနောက်ပြီးတော့ဘယ်လိုမျိုးဟိုဒါနဲ့ပတ်သက်ပြီးတော့ခံစားရလဲဆိုတာကလေးတွေစိတ်ကအရန်နှိုးတဲ့အချိန်မှာကျတော့ဒါအရန်ဟိုလေဟ
ကောင်းပေါ့နော်ကိုကိုရိုင်းဆိုလဲဒါ trauma တစ်ခုဆိုပေမဲ့ကိုကအဒါကို trauma ရုပ်ပဲတစ်ချိန်လုံး trauma အနေနဲ့ပဲဆက်ပြီးတော့တည်ဆောင်ပြီးတော့အဲ့ဒါကြီးနဲ့ခံစားမနေဘူးကိုကကို positive energy ပြောင်းလို့ရပြီးတော့ကိုကလူတွေကိုဘယ်လို response လုပ်နေဆိုပြီးကိုပြောင်းလဲပြီးတော့လုပ်နိုင်နေဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်အဲ့လိုမျိုးတွေးမိရဲအကြောင်းကလေးတွေအကြောင်းတက်တာတို့ကလေးတွေအကြောင်းသွားတဲ့အချိန်တို့မှာဆိုအဲ့လိုပေါင်းတင်ဆက်ဆံရေးမှာလဲအဲ့ဒါကြီးစိတ်ပူစရာပဲပေါ့နော်ဒါတော့ကလေးမွေးမထားတော့တေချာတော့မသိဘူးပေါ့နော်ဒါပေမဲ့ကိုကလေးသားဆိုရင်ဆိုပြီးတွေးမိလိုက်လို့ရှိရင်ကြတော့ဒါကြီးတိတ်ပြီးတော့စိတ်ထဲမှာကွာအဲ့လိုခံစားရတာမကောင်းဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောင်းမှာအဲ့လိုလှုပ်တဲ့သူတွေကလှုပ်တာပဲဥပမာရိုက်တာနှက်တာကိုပြောတာမဟုတ်ဘူးပေါ့နော်ခုနကလိုမျိုးခေါ်တယ်မခေါ်ဘူးသူ့ကိုမခေါ်နဲ့သူ့ကိုမခေါ်ဘူးဆိုအုပ်စုဖွဲ့ပြီးလှုပ်ကြတာမျိုးလေးပေါ့နော်ပြောရရင်တော့ဘူလီလှုပ်တာပဲဒါမျိုးတွေကလေအဲ့လိုအချင်းဆိုင်ရှိတဲ့သူတွေကသူတို့ကြီးလာရင်ရောသူတို့ဘယ်လိုမျိုးသူတို့ဘဝကိုဖြတ်တန်းမလဲသူတို့ဘယ်လိုမျိုး professional တွေနဲ့သူတို့ဘယ်လိုမျိုး RAM လဲပေါ့နော်စိတ်တက်မကောင်းလို့ရှိရင်တော့လူတွေကဒီတိုင်ဝမ်တစ်ခုမှာကျင်လေရတဲ့ community တစ်ခုမှာစိတ်တက်မကောင်းတဲ့သူကတော့နောက်ကျရင်တော့သူတယောက်တည်းကြံနေရပဲပေါ့နော်အဲ့လိုမျိုးကိုသူ့စိတ်နဲ့သူသွားတယ်လို့ပဲဘာမှလို့ပြောမယ်ဆိုရင်တော့ပြောရမှာပေါ့ဘာရမဟုတ်ခုနက TikTok ဗီဒီယိုလေးကိုကြည့်ပြီးတော့အဲ့ကောင်မလေးကိုတနာပြီးတော့လေအဲ့လိုမျိုးစောင်းနေတဲ့ကောင်မလေးသူ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော် Facebook မှာတော့ share လိုက်သေးရဲ့အဲ့အားလေးကိုကြည့်ပြီးတော့အဲ့လိုလောက်တတ်တဲ့သူတွေကအရန်စိတ်ပြက်စရာကောင်းတယ်ကိုဆိုလည်းအရန်စိတ်ပြက်တယ်အဲ့လိုမျိုးလူတွေကိုဆိုရင်လေအခုအရွယ်မှာအဲ့သူတွေကိုပြန်တွေ့ရင်လည်းဟိုနှုတ်ဆက်ပြီးတော့စကားပြောတာဆိုတာအဲ့တော့လှုပ်ချင်စိတ်မရှိဘူးမုန်းတာလည်းမဟုတ်ဘူးချစ်တာလည်းမဟုတ်ဒါပေမဲ့ပတ်သက်ချင်စိတ်လည်းမရှိဘူးပေါ့နော်အဲ့လိုလူတွေလည်းရှိတယ်ဆိုတဲ့အကြောင်းဒါဘာရမဟုတ်ကိုကကိုတွေးမိရလေးတခုဘလို့ရိုက်လိုက်တာပါ